သားအင်္ဂါတောက်တင်းမှုကိုတဘာဝနီလန်းအတိုင်းဖြစ်စေတာပဲဖြစ်ပါတယ်ဒီလိုဖြစ်ခြင်းအဖြစ်သူကတချို့အဲ့ဒီတည်းကမိကြတာရှိတဲ့ site ကပုံမှန်ထက်ပိုကြီးလာတာပေါ့ပုံမှန်ထက်တော့အများကြီးကြီးထွားလာမှုတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကဒီ circulation ကောင်းရင်ကောင်းသလောက်တော့ဒီဟောပေါ့နော်ဒီတောက်တင်းတန်မာမှုကပုံပိုရရှိလာမှာဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ Burma Beauty Clinic ကဒေါက်တာနေမျိုးလင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ထပ်ပြီးပြောပြချင်တာကတော့ကျွန်တော်တို့ Burma Beauty Clinic ကိုထပ်ပံရောက်ရှိလာတဲ့เนาะကျွန်တော်တို့ Rehabilitative Andrology Male Rejuvenation Set ရဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Rehabilitative Andrology Male Rejuvenation Set ဆိုတာဘာလဲပေါ့ကျွန်တော်ဒီ set ကဆိုရင်ကျွန်တော်တို့အမျိုးသားတွေရဲ့เนาะစီးကျိန်းနဲ့ဆိုင်တဲ့ယောဂတွေကျွန်တော်တို့ erectile dysfunction လို့ခေါ်တဲ့အမျိုးသားစွမ်းဆောင်ရည်ကျဆင်းလာမှုပန်းညိုပန်းတည်ဖြစ်မှုကိုအဓိကကုသပေးနိုင်တဲ့ set ပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီ set ကဘာလဲပေါ့နော်ဘယ်လိုအလုပ်ဆောင်လဲဒီ set ဟာဆိုရင်ကျွန်တော်တို့ electroacoustic energy wave လို့ခေါ်တဲ့ wave တွေကိုထုတ်လွှတ်ပေးပြီးတော့မှကျွန်တော်တို့ဒီအမျိုးသားအင်္ဂါကိုကျွန်တော်တို့ကုသခြင်းဖြစ်တယ်ဒီလိုကုသလိုက်ခြင်းအပြင်အမျိုးသားအင်္ဂါမှာရှိနေတဲ့တွေးလက်ပတ်မှုကိုပုံမကောင်းမွန်စေတယ်နောက်ပြီးတော့မှကျွန်တော်ကြွက်သားနာကျင်မှုတို့ကိုပါတက်တာစေတဲ့ကျွန်တော်တို့ high energy wave တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်ကဘယ်လိုအလုပ်ဆောင်ပေးလဲပေါ့အလုပ်ဆောင်ပေးတာကကြတော့ကျွန်တော်တို့ကဒီ wafer ဆိုရင်ကျွန်တော်တို့အရေပြားအောက်မှာရှိနေတဲ့ကြွက်သားထဲမှာရှိနေတဲ့ cell တွေရဲ့ local blood circulation လို့ခေါ်တဲ့တွေးလက်ပတ်မှုကိုပုံမကောင်းမွန်စေပြီးတော့မှအမျိုးသားအင်္ဂါတောက်တင်းမှုကိုတဘာဝနီလန်းအတိုင်းဖြစ်စေတာပဲဖြစ်ပါတယ်ဒီလိုဖြစ်ခြင်းအဖြစ်သူတို့ကတချို့အဲ့ဒီတည်းကမိကြတာရှိတဲ့ site ကပုံမှန်ထက်ပိုကြီးလာလားပေါ့ပုံမှန်ထက်တော့အများကြီးကြီးထွားလာမှုတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကဒီ circulation ကောင်းရင်ကောင်းသလောက်တော့ဒီဟောပေါ့နော်ဒီတောက်တင်းတန်မာမှုကပုံပိုရရှိလာမှာဖြစ်ပါတယ်ဒီဆက်ကကျွန်တော်တို့ကဒီအမျိုးသားတွေရဲ့ဒီ erectile dysfunction ဟာတစ်ခုတည်းကိုကုသရအောင်လေမကဘဲနဲ့ကျွန်တော်တို့ကအမျိုးသားများရဲ့အသက်ကြီးလာတဲ့နေမှာဖြစ်ပေါ်လာတဲ့ပြဿနာတွေဖြစ်တဲ့ကျွန်တော်စီးကျိတ်ရောင်ရမ်းမှုကိုတတ်တာစေတယ်နောက်တင်မစုံကြွက်သားနာကျင်မှုတွေကိုတတ်တာစေတယ်အဲ့လိုမျိုးအမျိုးသားစီးကျိတ်နဲ့ဆိုင်တဲ့ယောဂများကိုပါကုသပေးနိုင်တဲ့ set တွေပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုယောဂတွေကိုကျွန်တော်ကုသပေးနိုင်လဲပေါ့နံပါတ်1ကတော့ကျွန်တော်တို့ erectile dysfunction လို့ခေါ်တဲ့ပန်းညိုပန်းတည်ယောဂကိုအဓိကကုသပေးနိုင်တယ်နံပါတ်2ကကျတော့ကျွန်တော်တို့က chronic prostatitis လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့နာတာရှည်စီးကျိတ်ရောင်ရမ်းမှုယောဂတွေကိုလည်းကျွန်တော်တို့ကကုသပေးနိုင်တယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ကဒီ bacterial prostatitis လို့ခေါ်တယ်ကျွန်တော်တို့ဒီပိုးကြောင့်မှုလို့ပေါ့နော်ကျွန်တော်တို့အမျိုးသားတွေအသက်ကြီးလာတဲ့များကျွန်တော်တို့ကစီးကျိတ်ရောင်လာတယ်စီးကျိတ်ရောင်လာရင်ကျွန်တော်စီးကြံလာတာမျိုးတွေဖြစ်တတ်တယ်စီးကြံလာတယ်ဆိုကျွန်တော်စီးပိုးဝင်တာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးဖြစ်လာတဲ့ bacterial prostatitis လို့ယောဂမျိုးကိုလည်းကျွန်တော်တို့ကစီးကျိတ်ရောင်ရမ်းခြင်းယောဂမျိုးလည်းကျွန်တော်ကုသပေးနိုင်တဲ့ set တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့က chronic disease လို့ခေါ်တယ်ဒါကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ကအမျိုးသားလင်ရင်ကမှာတော့ fiber brands တွေဖြစ်တယ်နော် fiber brands တွေဖြစ်တယ် fiber brands ဖြစ်လာတဲ့အတွက်ကြောင့်မလို့သူကလေငါတောင့်တင်းလာတဲ့အချိန်မှာပေါ့နော်အမျိုးသမီးနဲ့နေခံနီးမှာကိုယ့်ရဲ့ partner နဲ့နေခံနီးမှာတောင့်တင်းလာတဲ့အချိန်မှာဒီကောင်ကကောင်းကောင်းတောင့်တင်းနိုင်မှုမရှိဘဲနဲ့ဒီ bands ကြောင့်သူကနာကျင်မှုကိုဖြစ်ပေါ်စေတယ်နော်ဒီပုံမှန်နေတဲ့ချိန်မှာလည်းနာကျင်မှုကိုဖြစ်ပေါ်စေတယ်အမျိုးသမီးနဲ့နေတဲ့ချိန်မှာလည်းနာကျင်မှုကိုဖြစ်ပေါ်စေတယ်ဒီလိုယောဂမျိုးကိုပါကျွန်တော်တို့ကပုံစံမမှန်တာမျိုးတွေပေါ့နော်လေငါပုံစံမမှန်တာမျိုးတွေပါသူကကုသပေးနိုင်တဲ့ကျွန်တော်တို့ set ပဲဖြစ်တယ်ပေါ့နော်အဲ့ဒါအပြင်ကိုကျွန်တော်တို့ chronic ဒီ pelvic pain syndrome လို့ခေါ်တဲ့နာတာရှည်တင်မစုံကြွက်သားနာကျင်ရောင်ရမ်းမှုအဲ့ဒါတွေကိုလည်းကျွန်တော်တို့ကအဲ့ဒီလိုယောဂမျိုးတွေလည်းကုသပေးနိုင်တဲ့ set ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကုသပေးနိုင်တဲ့ချိန်မှာဒီ clients တွေမေးတဲ့စကားပေါ့နော်ဘယ်နှချိန်ကုသရမလဲပေါ့နော်ဘယ်နှချိန်ကုသရမလဲနောက်ဒီဘယ်လောက်တစ်ချိန်ကုသပေးရမလဲပေါ့ဒါတွေကကြတော့ကျွန်တော်တို့ကပုံမှန်ဆိုရင်တော့ကျွန်တော်တို့6ချိန်နဲ့12ချိန်ကြာပေါ်မှာကျွန်တော်ကုသပေးရတယ်တစ်ချိန်ကုသမှုခံယူမယ်ဆိုရင်ကျွန်တော်တို့က10မိနစ်လောက်ပဲကြာတယ်အဲ့ဒီကုသမှုခံယူတဲ့အချိန်မှာလည်းကျွန်တော်တို့ကဒီလူနာဒီနာကျင်မှုလုံးဝမရှိဘူးဒါကုသမှုခံယူပြီးွားပြီဆိုရင်လည်းသူ့ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေနောက်ဆုံး partner နဲ့ပြန်ပြီးတော့မှနေတာတွေကစနေလို့ရတယ် down time လည်းလုံးဝမရှိပါဘူးနောက် pain လည်းသူကလုံးဝမရှိပါဘူးပေါ့နော်အဲ့လိုမျိုးဒီ set မျိုးဖြစ်တယ်ဒါပေမဲ့အချိန်အရေအတွက်ကတော့ဘယ်ပုံမှန်မူတည်လဲဆိုတော့ကုသမှုခံယူတဲ့လူရဲ့နံပါတ်1အသက်အရွယ်ပေါ်မှာဆိုင်တယ်နံပါတ်2ယောဂနောက်ခံယောဂအခြေအနေမှာမူတည်ပြီးတော့မှအချိန်ရတော့ကျွန်တော်6ချိန်နဲ့12ချိန်ကြားမှာကျွန်တော်တို့ကုသပေးရပါတယ်တစ်ချိန်နဲ့တစ်ချိန်ဟာလည်း result ကဘယ်လိုသိတာလာမလဲပေါ့တစ်ချိန်နဲ့တစ်ချိန် result ကတော့ပုံမသိတာလာပါတယ်အဲ့ဒါပြောကိုနောက်ဆုံးမေးကြတဲ့မေးခွန်းရှိတယ်အဲ့ဒီကဘာတွေမေးလဲဆိုတော့ဘယ်လောက်ခံလဲပေါ့ဘယ်လောက်ခံလဲဆိုတဲ့အချိန်မှာကျွန်တော်တို့ကတော့ဒီနောက်ဆုံး paper result အရဆိုရင်တော့ဒီကုသမှုဒီ one package treatment ခံယူပြီးသွားပြီဆိုရင်
တစ်နှစ်ခွဲလောက်ထိကိုသူက blood circulation ကောင်းနေမှာဖြစ်တော့ကျွန်တော် vessel တွေကောင်းနေမှာဖြစ်တော့ကြောင့်တစ်နှစ်ခွဲလောက်ထိ effect ပေါ့နော် long lasting effect ရတယ်လို့ကျွန်တော်ပြောတယ်ဒါပေမဲ့ဒါကလည်းဘာမှမတူလဲဆိုတော့ဒီ individualize ပေါ့နော် clients တွေရဲ့ဒီကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံပေါ်မှာမူတည်တယ်လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အစားအသောက် view site တဲ့ stress တွေနေတယ်အေးဝါအိတ်တယ်ဆိုရင်တော့ဒီထက်ပိုပြီးခံနိုင်တာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးထက်ကိုကျွန်တော်တို့ကဒါကိုကုသပေးနိုင်တဲ့ဆက်မျိုးဖြစ်တယ်အဲ့လောက်ဒီ effect ရတဲ့ဆက်မျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီပါနော်ဒီ rehabilitative andrology ကျွန်တော် male rejuvenation therapy ဆက်ဟာဆိုရင်ဗမာတပြည်လုံးမှာကျွန်တော်ဘာမှ beauty clinic တစ်ခုမှပဲရှိပြီးတော့မှာเนาะဒီဆက်ဟာဆိုရင်ကျွန်တော်နာကျင်မှုလုံးဝမရှိဘူးကျွန်တော်တို့ down time လုံးဝမရှိဘူး side effect လုံးဝမရှိဘူး in basics method လို့ခေါ်တဲ့အရေးပြားတဲ့ကိုခန္ဓာကိုယ်ရဲ့ကိုထိုးသွင်းကုသစရာမလိုတဲ့เนาะကျွန်တော်တို့ကုထုံးတစ်မျိုးဖြစ်ပြီးတော့မှာเนาะကျွန်တော်တို့အမျိုးသားကျန်းမာရေးကိုအထူးဂရုပြုเนาะဒီကျွန်တော်တို့ကောင်းမွန်အောင်လှုပ်ဆောင်ပေးတဲ့ဆက်ပဲဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အမျိုးသားစွမ်းဆောင်ရည်ကျဆင်းလာတဲ့လူတိုင်းကျွန်တော်တို့ဘာမှ beauty clinic ကိုလာပြီးတော့မှဒီဆက်နဲ့ကုသဖို့ခံယူဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်